မှုရှင်လို့နေပါတယ်ဘယ်တော့မှငိုင်းနာကထား၍တောင်းသွားနေရံပင်ရှင်မီလို့မခွဲတမ်းရှစ်သွားမယ်မင်းလေးရငိုင်းနာကလင်းပြမယ်ရှင်နေလဲဒုနီယာရဲ့စိတ်ကူးလေးနေတော့ဖြစ်ရမယ်လူတွေစီကားတဲ့ခံမှာကြည့်ရလေမကားဝေးပြူပြူလေးနဲ့ရံမဲလာနေတာဒုနီယာရဲ့စိတ်ကူးလေးနဲ့နေတော့ဖြစ်စီမှာ12လပိုင်း31သူစီကအဖြစ်ရတယ်ရှစ်တယ်လို့ပြန်မပြောရင်လေဒီကားကောင်သိမလားပဲရှမ်းအေးတဲ့စောင်းနေမနဲ့လမ်းလျှောက်ထွက်လင်းများဝဲအဖြစ်တောင်းဖို့သူစီသွားတဲ့ကျုပ်ရဲ့အနေထားပဲဒီလိုနဲ့ရှစ်သူဘဝတို့ကျွန်တော်တို့ရောက်ရှိသွားအရှိန်နဲ့ပြတ်မဲ့ပြောတဲ့သူတွေအကုန်လုံးစောင့်ကြည့်ထားမင်းတို့ထင်ထားတဲ့အတိုင်းဘယ်တော့မှဖြစ်မှာမဟုတ်သူ့ကျွန်တော်ကအတန်နဲ့မြချစ်တာမို့ပိစကထားပတ်တဲ့မင်းတို့ငါကလင်းနဲ့ကထားပတ်မဲ့အမြဲတမ်းထားရရှစ်တကတော့ပတ်မဲ့အတားကြီးမှန်တယ်များဖဲရှားရင်အတင်းကောင်းမလေးမင်းငါထားရသက်ဆုံးရှစ်ကိုဘဝရဲ့မရှိမဖြစ်မှုပဲကန်ရှစ်လေးဖြစ်နှလုံးသားမှာလည်းပြုံးထားပါတယ်သုံးမကြတာနဲ့မုန်းသွားပါနဲ့အရှိရဲ့ကိုကမင်းနဲ့တွေ့မှပြောင်းလဲလာတယ်နှွေမိုးဆောင်ရာဒီအလီလီပြောင်းလဲသွားမယ်မင်းကိုချစ်တဲ့အချစ်တွေကတော့ဘယ်တော့မှမပြောင်းလဲပါကွယ်ငါရဲ့အရှိမေတ္တာသစ္စာတရားတွေကိုယုံပေးပါရှေးဘဝရေစက်ကြောင့်ဒီဘဝမှာစုံတွေ့တာအနာဂတ်မှာလည်းအိမ်တော်ဦးစီးပြီးသားစွာနဲ့နေပေးမှာဖိုးဖိုးဖွားဖွားဖြစ်ပြီးအချိန်ဒီကိုရဲ့နာနာနေပေးကွာတာတာလေးတွေမိမိလေးတွေနဲ့ပြောကြကောင်းတဲ့ရှေးတော့ပါကောင်းမဖို့အတွက်ကြိုးစားရမယ်ဒီလိုနေလို့မဖြစ်သေးပါအရှိစင်းနဲ့ရှစ်တဲ့လူတွေရဲ့အရှိရေးကမဖြောင်းဖြူတက်လို့အခက်ခဲလေးတွေရှိအောင်မှာဘယ်လိုအခက်ခဲအတားဆီးတွေရှိအောင်ကွာပုံမင်းကဘလောက်ရှိတယ်လဲမင်းကိုယ်တိုင်သာသိဆုံးကွာမုံတိုင်းနေပြီးရင်လေးပြင်းရင်းတွေရှိအောင်မှာဒုနီယာရဲ့စိတ်ကူးလေးလက်နေတော့ဖြစ်အောင်မှာမင်းလေးရငိုင်းဘဝမှုရှင်လို့နေပါတယ်ဘယ်တော့မှငိုင်းနာကထား၍ထွန်သွားနေရံပင်ရှင်မီလို့မခွဲတမ်းရှစ်သွားမယ်မင်းလေးရငိုင်းနာကလင်းပြမယ်ရှင်နေမယ်ဒုနီယာရဲ့စိတ်ကူးလေးနေတော့ဖြစ်ရမယ်လူတွေစီကားတဲ့ခံပါကြီးရဲ့လေမကားဝေးပြူပြူလေးနဲ့ရံပဲလာနေတာဒုနီယာရဲ့စိတ်ကူးလေးနဲ့နေတော့ဖြစ်စီမှာဘဝရဲ့ဖြစ်တည်မှုတိုင်းကမင်းနဲ့ဆိုင်နေရှစ်လို့အရှုံးနေပေးထားတယ်မင်းပဲနိုင်တယ်မင်းကလွဲတခြားမိန်းကလေးတွေစိတ်နဲ့တော့မရိုင်းရဲ့ဘာမှမသိတဲ့ခလေးလေးပြုတ်ကြမယ်အိုင်တဲ့သူ့ရဲ့ပါးပြင်းလေးကိုပထမဆုံးနန်းနေနေမရရပြောရရင်အိမ်နေကတရက်နေအဲ့တုံးကသူ့ကခေါင်းလေးငုံလို့ရှက်သေးအရာအလုံးထပ်ပို့ရှက်ပါတော့ကိုရဲ့ဝက်ခလေးကိုတတိရတဲ့ခါတိုင်းကျမ်းမာရေးမဆိုင်တော့အစားတွေလည်းအချိန်မှန်ဆောင်ခေါင်းလေးပါချော်လည်းအကြာကြီးချော်နေတယ်ပြီးတော့မတည့်ရလည်းအစားနဲ့လေးလေးမာနေဟုတ်ပြီမင်းလေးရငိုင်းဘဝမှုရှင်လို့နေပါရဲ့ဘယ်တော့မှငိုင်းနာကထား၍ကောင်းသွားနေရံပင်ရှင်မီလို့မခွဲတမ်းရှစ်သွားမယ်